ဒီရက်ပိုင်းရာသီဥတုအပူတော့ဆီပြန်ဟင်းတွေမစားချင်တာကြောင့်မလို့ဒီနေ့တော့ရန်ကုန်ထမင်းပေါင်းလေးလှုပ်စားဖြစ်ပါတယ်ရှင်။ရန်ကုန်ထမင်းပေါင်းလုပ်ဖို့အတွက်ဝက်သားတွေကိုစားရည်ဟင်းချုံမုံရည်နဲ့နေပြီးတော့နှက်ထားပေးပါမယ်။ပြောင်းကော်မုံထမင်းစားစွန်းနဲ့တစုံမောင်းမောင်းကိုလည်းရေနဲ့ဖြောထားပေးပါမယ်ရှင်။ထမင်းပေါင်းလုပ်ဖို့အတွက်မုံညင်းဖြူရဲ့ဘရိုကိုလီရဲ့ဥနီရဲ့ကန့်လန့်ရွက်ရဲ့ဘေဘီကွန်းရဲ့ကျွနရွက်မူရဲ့ပဲပြားရဲ့ငုံဥရဲ့သုံးထားပါတယ်ရှင်။အရင်ဦးဆုံးကြက်သွပ်ဖြူထည့်ပြီးတော့စီတက်ပါမယ်။ခဏလောက်မွေပေးပြီးလို့ရှိရင်တော့ခုနအရသာနေပြီးနှက်ထားတဲ့ဝက်သားလေးတွေထည့်ပေးပါမယ်ရှင်။ဝက်သားလေးတွေကိုအယောင်ပြောင်းပြီးတော့ကြက်တဲ့အထိ15မိနစ်20လောက်မီးဖိုးပေါ်မှာမီးရေးလေးနဲ့ကြော်ပေးပါမယ်ရှင်။ဝက်သားကိုပါးပါးလေးလှီးထားမယ်ဆိုလို့ရှိရင်တော့15မိနစ်လောက်ကြော်လိုက်တယ်ဆိုလို့ရှိရင်တော့ဝက်သားတွေကကြက်ပါတယ်ရှင်။ကျွန်းရွက်မို့ထည့်ပါမယ်ရှင်။ပြီးလို့ရှိရင်တော့ချက်ဖို့အချိန်ကြာတဲ့အသီးနှံတွေကိုတစ်ခုချင်းထည့်ပြီးတော့ကြော်သွားပေးရပါမယ်။ဘေဘီကွန်းရဲ့ဥနီရဲ့အရင်ဆုံးထည့်လိုက်ပါတယ်ရှင်။ပြီးရင်တော့ဘရိုကိုလီထည့်လိုက်ပါတယ်။ခရူးစီရဲ့ဟင်းချုံမုံရဲ့စားရဲ့ထည့်လိုက်ပါတယ်ရှင်။ပဲငယ်မြာရဲ့အကြီးအနှဲငယ်ထည့်လိုက်ပါတယ်။အရသာလေးနှံသွားအောင်ခဏလောက်မှုပေးပါမယ်ရှင်။ပထမထည့်ထားတဲ့အသီးနှံလေးတွေနည်းနည်းဣလာပြီဆိုလို့ရှိရင်တော့အရွက်တွေထည့်ပါမယ်ရှင်။အရင်ဦးဆုံးကန့်လန့်ရွက်ကိုထည့်လိုက်ပါတယ်ရှင်။ပြီးလို့ရှိရင်တော့မုံညင်းဖြူရွက်ထည့်လိုက်ပါတယ်။အရွက်တွေနွမ်းလာတဲ့အထိခဏလောက်မှုပြီးတော့ကြော်ပေးပါမယ်ရှင်။ပြီးရင်တော့ခုနကဖြောထားတဲ့ပြောင်းခေါ်မုံအရည်ကိုထည့်ပါမယ်။ညီမပြောင်းခေါ်မုံအရည်ဖြောတာလေးရေနည်းနည်းနည်းသွားပါရဲ့နော်။ရေလေးပို့ပြီးတော့ထည့်ပြီးတော့ဖြောပေးပါ။ညီမကတော့ရေနွေးလေးထပ်ထည့်လိုက်ရပါတယ်ရှင်။ထည့်ထားတဲ့ကော်ရည်ပွက်လာပြီဆိုလို့ရှိရင်တော့ပဲပြားရင်ငုံဥရည်ထည့်ပါမယ်ရှင်။ပဲပြားနဲ့ငုံဥတွေကိုအရသာဝင်အောင်10မိနစ်လောက်ထားပြီးပြီဆိုလို့ရှိရင်တော့တရုတ်နံနံလေးထည့်ပါမယ်ရှင်။အနံလေးပိုမွေးပြီးတော့စားလို့ကောင်းသွားအောင်ငရုတ်ကောင်းမုံနဲ့လည်းထပ်ထည့်လိုက်ပါတယ်ရှင်။အခုဆိုလို့ရှိရင်တော့ရန်ကုန်ထမင်းပေါင်းအတွက်အသီးနှံကြော်လေးအဆင်သင့်ဖြစ်ပါပြီ။ထမင်းပေါ်ကိုကော်ရည်နဲ့ကြော်ထားတဲ့ဒီအသီးနှံလေးတွေလောင်းထည့်ပြီးလို့ရှိရင်တော့ရန်ကုန်ထမင်းပေါင်းလေးသုံးဆောင်လို့ရပါပြီရှင်။